ကျွန်တော်တို့တတိချက်ရမယ့်အရာတစ်ခုကဘာလဲဆိုတော့အရာခတ်သိမ်းကတခဏပဲခက်ခဲခြင်းလည်းတခဏပဲနော်ဝမ်းမြောက်ခြင်းလည်းတခဏပဲလောကကနေရတဲ့အရာအလုံးကတခဏပဲဖယားသခင်ပေးတဲ့ဝမ်းမြောက်ခြင်းကတော့ထာဝရအတွက်ဖြစ်တယ်လက်ခုပ်တရား praise the Lord ဖယားသခင်ပေးတဲ့ချမ်းသာခြင်းကလေငွေရေးကြီးဒေါ်လာဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့နှလုံးသားချမ်းသာခြင်းကိုပြောတာစိတ်ချမ်းသာခြင်းကိုပြောတာဒါကြောင့်ဒီကနေ့မိတ်ဆွေချမ်းသာခြင်းလို့ပြောတဲ့အခါမှာပိုက်ဆံကြီးပဲမမြင်နဲ့နော်ချမ်းသာခြင်းလို့ပြောတဲ့အခါမှာဒေါ်လာပဲမမြင်နဲ့နော်စိတ်ချမ်းသာစွာနဲ့ရှိတာဘူးမြိုင်ရှက်စွာနဲ့စားနိုင်တာလောက်ချမ်းသာတဲ့လူမရှိဘူးဟာလေလုယာဟာလေလုယာညအိတ်ကောင်းကောင်းအိပ်ပျော်ရတယ်ဆိုတာစိတ်ချမ်းသာကိုချမ်းသာဘာမှအပူပင်မရှိတဲ့အသက်တာမျိုးကလေပိုက်ဆံနဲ့လဲလို့မရတဲ့ချမ်းသာမှုမျိုးဖြစ်တယ်